ခြေထောက်ကိုကြည့်ပြီးကာတွန်းဇက်ကောင်ရဲ့အတန်ကိုခံမှန်းပါ Tung 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 ဒုတိယကာတွန်းဇက်ကောင်အတန်ကိုခံမှန်းပါ Udin din 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 dun Madin din din dun အကယ်လို့မေကွန်းနှစ်ခုကိုမှန်အောင်ဖြေနိုင်တယ်ဆိုစခရင်ကိုနှစ်ချက်တောက်ခဲ့ပေးပါတတိယမေကွန်းအနေနဲ့ comment ခလုတ်ကိုကြာကြာဖိပြီးနှစ်သက်ရ emoji တစ်ခုပို့ခဲ့ပါဒီ emoji လေးပဲပို့လိုက်တယ်လို့ထင်ပါတယ်နော်ဒါနဲ့သိပြီးပြီလားကျွန်တော်အကောင့်ကဒီလိုအပေါင်းခလုတ်ကလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ profile ကဒါမျိုးလေးကပြမှာဖြစ်ပါတယ်စတုတ္ထမေကွန်းအနေနဲ့ share ခလုတ်ကိုနှိပ်ပြီး more ခလုတ်ကိုဆက်နှိပ်ရင်ပထမဆုံး by APP ပေါ်လဲအကယ်လို့မှတ်စု APP ပေါ်လာတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို save လုပ်ခဲ့ပေးပါနောက်ဆုံးမေးခွန်းကတော့အခက်ဆုံးမေးခွန်းပဲဖြစ်ပါတယ်မျက်လုံးကောင်းတဲ့သူပဲဖြေနိုင်မှာပါပုံထဲမှာနံပါတ်ဘယ်လောက်ရေးထားတာမြင်ရလဲမျက်စိကောင်းလို့မြင်ရတယ်ဆိုရင်တခြားသူတွေသိအောင်အဖြေမှန်ကို comment မှာပြောခဲ့ပေးအောင်နော်